ဒါပေါက်ကိုအိမ်မှာမြဲတဲ့အရွယ်တကူချစ်စားဖြစ်ပါတယ်ဒါတော့ဖျားစောတော့တက်ဖို့အတွက်ပြင်ဆင်ထားတာလေးပါစတောက်ကိုမဆလာစားချုံမုံဒေချီလိုနဲ့တညာကျူပြီးနှက်ထားလိုက်ပါတယ်စတောက်ဟင်းစားချက်ပါတော့မယ်စတောက်ဖြူရဲ့ဂျင်းရဲ့ထောင်ဝါရာကိုစီမာကြော်နေအောင်လို့စီတာပါမယ်ရှင်ပြီးတော့စတောက်ထည့်ပြီးဗမာကျစ်သုံးထားတဲ့အတွက်ကျမတို့တော့နေရီလောက်ချေရတယ်ပေါ့နော်ချစ်သားနုခါနေကြရင်နောက်တစ်ချိန်မဆလာရဲ့ချစ်တော်နီကြော်ထားတာရဲ့ကိုထည့်ပါမယ်ရှင်ချစ်သားကိုလောဝရေခမ်းတဲ့အထိချစ်ပါမယ်ရှင်ဒါပေါ့ထမင်းချစ်ဖို့အတွက်တော့တကြပိုးခေါက်ရဲ့စားချူမုံတကြားထောပတ်တို့ထည့်ပြီးတော့ထမင်းပေါင်းနေပဲပေါ့နော်ထမင်းချစ်သူမျိုးပဲပုံမှန်ချစ်ပါမယ်ရှင်ရေကိုလည်းပုံမှန်ထမင်းချစ်နေတဲ့အချူစားတိုင်းပဲထည့်မယ်ပေါ့နော်ကိုလည်းမထည့်ပါဘူးရှော်လည်းမထည့်ပါဘူးဘာလို့ဆိုတန်းပေါက်ဆန်နည်းနည်းလေးအကျော်တင်းတဲ့အတွက်ပေါ့နော်အိုးကြီးချစ်တဲ့ပုံစံမျိုးမဟုတ်တဲ့အတွက်ကျမတို့တော့ထမင်းကိုတက်တက်ပေါ့နော်ဟင်းကိုတက်တက်ချစ်ပါတယ်ပြီးတော့မှပဲနှစ်ခုလုံးအိုးတိုးထဲမှာပြန်ရော်လိုက်တယ်ပေါ့နော်ထမင်းဆန်စီပျောက်သွားတဲ့အချိန်ကျရင်အယောင်လေးတွေထည့်ပါမယ်အဝါရောင်လေးအစိမ်းရောင်လေးတွေရောပါမယ်ရှင်ပြီးရင်တော့အပေါ်ကနေပြီးတော့စပယ်တီးချောင်းလို့ဒီဟိုစီချောင်းလို့ထည့်ပြီးတော့ထမင်းနဲ့တည်းထိထားလိုက်မယ်ပေါ့နော်ဒီနေရာမှာတော့ကျွန်မပဲစိတ်ကုန်နေတဲ့အတွက်ပဲစိတ်မထည့်ထားပါဘူးရှင်ထမင်းအိုးနဲ့ပြီးတော့အငွေပြောက်တဲ့ထိထားပြီးတော့မှာပေါ့နော်ကျွန်မတော့အိုးတလုံးတီးတဲ့ထဲမှာစတောက်အာဝါခင်းပြီးတော့မှဒီတန်းပေါက်ထမင်းကိုအပေါ်ကတော့လောက်ချလိုက်ပါတယ်ပြီးတော့နိုင်ဝဲတစ်နိုင်လောက်နှက်ထားလိုက်ရင်တန်းပေါက်အနံလေးကမွေးပြီးတော့စားလို့ကောင်းသွားပါပေါ့နော်မဆလာနံလေးနဲ့တန်းပေါက်ထမင်းရပါပြီရှင်